ကမ္ဘာဖလား32သင်းရှုံးထွက်အဆင့်နယ်သာလန်နဲ့မော်ရိုကိုမင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးကနေကြိုးဆိုပါရကျွန်တော်ခုခက်မှာကမ္ဘာဖလား32သင်းအဆင့်ပွဲစဉ်တွေမှာနယ်သာလန်တိုင်ပတ်နိုင်တဲ့ပွဲကြီးပွဲကောင်းတစ်ပွဲတော့ရှိတယ်ဗျအဲပွဲစဉ်ကကျွန်တော်အင်္ဂါမနက်8နာရီမှာရှင်ပြိုင်စားမယ်နယ်သာလန်နဲ့မော်ရိုကိုပွဲဖြစ်ပါတယ်မနက်8နာရီမှာကစားမှာဖြစ်တဲ့အတွက်ကြောင့်ဒါပွဲကြီးပရိသတ်အနေနဲ့ထကြည့်လို့အဆင်ပြေတဲ့အချိန်လေးပေါ့ဗျာဂျာမနီပွဲကိုတော့သွားဆက်ကြည့်လို့မရဘူးပေါ့ဆက်ကြည့်ရင်လည်းခောက်သွားနိုင်တယ်တပွဲကတော့လှုပ်ရမှာပေါ့လေနည်းနည်းတော့အိပ်ရမှာပေါ့ထားပါအဲ့ Netherlands Morocco ပွဲကဘာကြောင့် Netherlands အတွက်ပွဲချက်တစ်ပွဲဖြစ်သွားနိုင်တာလဲဆိုတော့ Morocco ကြောင့်ပါ Morocco ကလည်းဗျပြီးခဲ့တဲ့ကမ္ဘာဖလားတုန်းကတက်တောင်ပို့ပြီးတော့ကောင်းလာပြီကျွန်တော်တွေးလိုက်တာပေါ့နော် Morocco ဒီဒါ Amrabat တို့အရွယ်တစ်ခုရောက်သွားပြီပြီးခဲ့တဲ့ကမ္ဘာဖလားပွဲတုန်းကအရန်ကောင်းခဲ့တဲ့ An-Nassri လိုပလေယာမျိုးလဲနီးပြနဲ့အဆင်မပြေဖြစ်ပြီးတော့မပါလာတော့ An-Nassri ကတကယ်ကောင်းတာနော်မော်ရိုကိုရဲ့သွင်းကိုတွေကိုအဓိကထမ်းတင်ပေးထားတဲ့နေရာမှာ An-Nassri ပါတယ်အမြင့်မောထိန်းတာလည်းကောင်းတယ်ဒါပေမဲ့ An-Nassri နေရာမှာ PSV တိုက်စစ်မှု Saibari ကအကောင်းဆုံးဖြည့်တင်းထားပေးနိုင်တယ်အခု Saibari ကို Bayern Munich တောင်ခေါ်သွားပြီလို့ကျွန်တော်တို့သိထားရဗျာအဲ့တော့ Saibari အနေနဲ့ကမ္ဘာဖလားမှာဆိုရင်ပရိသတ်စိတ်ကြိုက်စွမ်းဆောင်ရည်မျိုးတောက်လျှောက်ပြထားတယ်ကျွန်တော်သဘောအကျဆုံးကအဲ့ Brazil အသင်းနဲ့အဖွင့်ပွဲစဉ်မှာ Ederson ကိုချစ်သွားတာနောက်ကမ္ဘာအကောင်းဆုံးနောက်ခံလူ2ယောက်ဖြစ်တဲ့ Gabriel Magalhaes နဲ့ Marquinhos ကိုဒီ library running လုပ်သွားတဲ့ပုံစံဘရိုစဉ်းစားကြည့်အဲ့တော့လေပြောချင်တယ် Morocco တွေကရေကုန်စရာကောင်းနေတော့မယ်ကွင်းလယ်မှာလဲဘူအာရီဆိုတဲ့ခြာတိလေးတယောက်ပေါ်ထွန်းလာတယ်ပြီးခဲ့တဲ့နှစ်ရက်ထက်တောင်ပိုကောင်းလာသေးတယ် Amrabat တို့ Unai တို့တောင်အသက်လဲငယ်တယ်လုံအားနှုန်းလဲပိုပြည့်လာတယ် Brazil ကိုဆိုရင်အစည်းအသေးဆော့သွားတာအဲ့ဒါကြောင့် Netherlands တွေအနေနဲ့မလွယ်ဘူးလို့ပြောတာဒီလိုပြောလို့ကျွန်တော်က Netherlands ကိုလေအရင်ဟို short တွက်ပြီးပြောတာတော့မဟုတ်ဘူးဒါပေမဲ့ Netherlands ကလည်းတိတ်ယုံကြည်လို့မရတဲ့အသင်းမျိုးဗျအဓိကကျွန်တော်ထောက်ပြချင်တာကွင်းလေကစားသမား3ယောက် Frankie de Jong ကအပုံတန်တစ်မျိုးကစားတတ်တယ်ဘာစနာအသင်းမှာကစားတာကြာပြီဖြစ်တဲ့အတွက်ကြောင့်အဖိတက်တွေအများကြီးပုံဖော်ပြီးကစားတတ်တဲ့ကစားသမားမျိုးတကယ်တမ်းလည်းကောင်းတယ် Frankie de Jong တိုးတော်လေ Ryan Gravenberch နဲ့ Reiners တို့ရဲ့သူတို့ sense ကကြတော့တစ်မျိုးလီဗာပူးမှာဆိုရင်အဲ့လိုအရင်စိန်နေတဲ့ပုံစံတက်ဆိုင်လင်လင်မြန်နဲ့တိုက်စစ်ပိုင်းကိုကူးပြောင်းတဲ့ပုံစံအခင်းကျုံ Ryan Gravenberch တို့ကဥတီခဲ့တာဟုတ်ဒီအာနာစတော့လက်ထက်မှာ Ryan Gravenberch တကယ်ကောင်းခဲ့တာ3ယောက်လုံးကောင်းတယ်ဒါပေမဲ့အဲ့ဒီ3ယောက်လုံးရဲ့ performance ကိုကျွန်တော်တို့ထင်သားတော့မမြင်ခဲ့ရဘူးဗျာဘယ်တဲ့နဲ့အလားတန်သွားတူလဲဆိုတော့ပေါ်တူဂီနဲ့အလားတန်သွားတူတယ်ပေါ်တူဂီရဲ့ကွင်းလယ်ပိုင်း3ယောက်ကလည်း share တွေကြီးပဲဒါပေမဲ့အဲ့ဒီ3ယောက်ကတယောက်ချင်းစီပဲကောင်းနေတာ3ယောက်လုံးဟိုထွက်တဲ့ performance တိတ်မတွေ့ရအောင်ဒါတော့မှပေါ်တူဂီမှာ João Neves နဲ့ Vitinha 2ယောက်ကနည်းနည်းဟိုကွန်ဘိုဖြစ်သေးတယ်Netherlands မှာကျတော့အဲ့လို3ယောက်တွဲပြီးတော့ကျွန်တော်တိတ်ပြီးအဆင်မပြေဘူးလို့ထင်တယ်။ Now attacking triangle ကိုကြည့်မယ်ဆိုရင်လေ Cody Gakpo တယောက်လောက်ပဲ။ Malan တို့ Roma မှာအရင်ကောင်းတယ်မှန်တယ်။တိုးတော့လက်ရှိအချိန်မှာဒီ Netherlands ရဲ့တွင်းကိုတွေကိုထမ်းတင်ပေးထားတာ Cody Gakpo ပဲ။ဟို Brobbey ကလည်းအရင်ယုံကြည်လို့ရတဲ့ကစားသမားတယောက်တော့မဟုတ်ဘူး။ Defensive line ကိုကြည့်ရင် Dumfries တို့ဒါ side back မှာထွက်ဆော့နေ Nathan Ake တို့စိုးတော့မစိုးဘူးပေါ့နော်။ဒါပေမဲ့ Virgil ရဲ့ရှစ်တက်ပြီးနောက်ပြန်ဆင်းဖို့အတွက်အနေငယ်အထလေးလာတဲ့ပုံစံမျိုးလေးတွေမှာ counter attack မိတာမျိုးပဲဖြစ်ဘာဖြစ်တိတ်တော့မလွယ်ဘူးပေါ့နော်ဆိုတော့တစ်ဖက်က Morocco အနေနဲ့ကွင်းလယ်မှာ Bouhaddi Ainaoui Unahi ကစားသမား3ယောက်ရဲ့ကွန်ဘိုကကြတော့ Netherlands ရဲ့ကွင်းလယ်ကစားသမားတွေထက်ပို့ပြီးတော့ team play မှာထွက်တယ်ကျွန်တော်ပြောတဦးချင်းတယောက်ချင်းပြောတာမဟုတ်နော်အဲ့ team play ဆွမ်းဆောင်ရည်ကိုပြောတာဘောလုံးပွဲတစ်ပွဲမှာတဦးချင်းတယောက်ချင်းဆွမ်းဆောင်ရည်ရှိသလို team play ကနေထွက်တဲ့ performance လည်းရှိတယ်အဲ့ဒီဘိုင်းမှာတော့ Morocco ကပိုကောင်းတယ်တောင်ပန်ကစားသမားတွေကြည့်မယ်ဆိုရင်လည်း Brahim Diaz တို့ Eknaus တို့ဆိုတာ level အနေထားတစ်ခုမှရှိတယ်ပြိုင်ဘက်နောက်ခံကစားသမားတွေကိုတေချာလေးဒုက္ခပေးနိုင်တယ်ဒါပြင် off the ball movement တွေမှာလည်းဒီဘက်တွေတကယ် high press ပေးနိုင်တဲ့ player တွေလည်းဖြစ်တယ်တိုက်စစ်ပိုင်းမှာလည်း Saibari လိုမျိုးဂိုးသွင်းပါတဲ့ player မျိုးရှိနေတဲ့အတွက်ကြောင့်တသင်းလုံးဟန်ချက်ကိုကြည့်မယ်ဆိုရင် Morocco အသင်းရဲ့ကစားပုံကစားပေါက်လေးကတော့အနေငယ်ရင်ခုန်ခြင်းစရာကောင်းတာအမှန်ပဲ dash တွေအနေနဲ့ favorite ဖြစ်တဲ့အသင်းတစ်သင်း PP ပရိသတ်စိတ်ကြိုက်ဖြစ်နေနိုင်မယ်ကျွန်တော်ကတော့ပွင့်လင်းပြောMorocco တခုခုမြန်ဒီပွဲမှာပြိတ္တမထင်တာတွေထပ်လုပ်ပြသွားအောင်မလားလို့တောင်ထင်နေမိတယ်။ Now ဒီပွဲပြီးရင်နောက်ထပ်16သင်းအစ်စ်မှာတွေ့ရမယ့်အသင်းကအရင်တော့သူတို့ရဲ့ level နဲ့ရှင်လိုက်ရင်ခက်ခဲမှုရှိမလို့ထားပါတော့ဗျာ။ Brazil နဲ့တွေ့ရတာမဟုတ်ပြင်သစ်နဲ့တွေ့ရတာမဟုတ်သူတို့တွေ့မဲ့အသင်းဒီတောင်အာဖရိကဒါမှမဟုတ်ကနေဒါနဲ့တွေ့မှာကျွန်တော်ဒီပွဲချုပ်သုံးသက်ချက်လုပ်တဲ့အချိန်မှာတော့ဒီတောင်အာဖရိကကနေဒါပွဲမကန်ရသေးဘူးเนาะဘယ်အသင်းနဲ့တွေ့မှမသိဘူးပွဲချုပ်သုံးသက်ချက်ကကြိုလုပ်တာအဲ့ဒါကြောင့်ကနေဒါနဲ့တွေ့တောင်အာဖရိကနဲ့ပဲတွေ့ဒီ16သင်းစင်ကိုကြော်လွန်မှုအတွက်အများကြီးမျှော်လင့်လို့ရတယ်အဲ့16သင်းစင်ကိုကြော်လွန်ပြီဆိုဒါကွာတာစီမီကတိတ်မကြခင်အချိန်တွေရောက်သွားမှဖြစ်တဲ့အတွက် Moroccan တွေအနေနဲ့ Netherlands ကိုဒဲ့ဖြုတ်မယ်မကြောက်စဒန်းရင်ဆိုင်ကစားအောင်မယ်လို့တော့ထင်တယ်စိတ်တပိုင်းဆိုင်ရာက Netherlands နဲ့ Morocco ကြားထဲမှာအရင်တော့လို့အများကြီး
ကွာဟနေတဲ့အခြေအနေမျိုးမှာရှိမနေတော့ဘူးဗျတကယ်တမ်းလည်း FIFA ranking မှာဆိုရင် Netherlands နဲ့ Morocco ကအထောက်ရက်တည်နေတာ Morocco ကပိုတော်မြင့်သေးတယ် FIFA ranking 9 Netherlands က FIFA ranking 10မှာရှိတယ်အဲ့တော့ကြောင့်ဒီနှစ်သင်းကြားတွေကအကြောပေးမှုတွေပေါ်မှာအခြေခံပြီးတော့ဒီပွဲကမီးစင်ကြည့်ကြရမှာပါလောလောဆယ်နှစ်သင်းကြားရဲ့ကိန်းဂဏန်းအချက်လက်တွေကိုတစ်ချက်စမ်းစစ်ကြည့်ပါမယ်နောက်ဆုံးဟတ်တူကထိတိုက်တွေ့ဆုံမှုတွေကတော့1994တုန်းကတစ်ချိန်2019တုန်းကတစ်ချိန်တွေ့ခဲ့တယ် Netherlands ကပဲနှစ်ချိန်လုံးနိုင်ထားတာပါဒါပေမဲ့ဂိုးတော့မပြတ်ဘူး 2-1 ဆိုတဲ့ရလဒ်တွေနဲ့ပဲနိုင်ထားတာဖြစ်ပါတယ်အချိန်ကာလအတိုင်းတာတော်တော်လေးတော့ကြာသွားပါပြီနောက်လက်ရှိ current form တွေကိုပြောမယ်ဆိုရင် Netherlands တင်းကအုပ်စုပွဲစဉ်3ပွဲမှာ2ပွဲနိုင်ပြီးတော့တပွဲတည်ကြခဲ့တယ်တည်ကြတဲ့ပွဲကသူ့ကိုတကယ်နှစ်ဖူးတွေဒူးတွေဒုက္ခပေးနိုင်တဲ့ဂျပန်ကိုတည်ကြတာပါနောက်နှစ်ပွဲကတော့တူနီးရှားကိုနိုင်တယ်ဆွီဒင်ကိုနိုင်တယ်ဆိုတော့အရင်ကောင်းတယ်လို့တော့ပြောနေလို့မရဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့တူနီးရှားရောဆွီဒင်ကတိတ်ကောင်းတဲ့အသင်းတွေမှာမဟုတ်တာရှေ့ခြေစမ်းပွဲတွေမှာတော့ဒီအယ်ဂျီးရီးယားကို 1-0 နဲ့ရှုံးခဲ့တာရှိတယ်အီကွေဒေါနဲ့ 1-1 တည်ကြခဲ့တာရှိတယ်ဥဇဘက်ကစ္စတန်ကို 2-1 လောက်နဲ့ပဲကတ်နိုင်တဲ့ခြေသွမ်းမျိုးတွေတော့ရှိခဲ့တယ်ပေါ့အဲ့ဒါ international friendly smoke လို့တိတ်အရေးမပါဘူးဆိုရင်လည်းထဲတော့ထက်တွက်လို့ရတယ်ဒီခြေသွမ်းပွဲတွေမှာကျွန်တော်အနေငယ်ဖြစ်ဆွဲပြောခြင်းတဲ့ပွဲကအယ်ဂျီးရီးယားနဲ့ပွဲကျွန်တော်အများအားလို့ထောက်ပြပါတယ်ဒီအာရပ်နိုင်ငံတွေထဲမှာအာဖရိကအာရပ်နိုင်ငံတွေကဆာဟာရာဘက်ကအာဖရိကနိုင်ငံတွေနဲ့မတူဘူးအဲ့တော့အာရပ်အာဖရိကနိုင်ငံတွေထဲမှာဆိုရင်အယ်ဂျီးရီးယားမော်ရိုကိုတူနီးရှားအီဂျစ်စတဲ့နိုင်ငံတွေပါတယ်ဒီနေ့ကတော့တူနီးရှားအဲ့လိုမကောင်းဘူးပေါ့နော်ဒါပေမဲ့အယ်ဂျီးရီးယားလည်းစိုးတော့မစိုးဘူးအီဂျစ်လည်းကောင်းတယ်မော်ရိုကိုနဲ့တိတ်မတိမ်မြင့်အခြေအနေမျိုးတွေမှာရှိနေတဲ့အတွက်အယ်ဂျီးရီးယားနဲ့ပွဲမှာရှုံးခဲ့တဲ့စွမ်းဆောင်ရည်ပိုင်းကိုလည်းတစ်ချက်ထည့်တွက်တင်တယ်ဒီပွဲစဉ်မှာ Netherlands တွေနဲ့နိုင်ဖို့ခက်ခက်ခဲခဲရှင်ပြိုင်ကစားရမယ်လို့ယူဆပါတယ်တစ်ဖက်က Morocco ကလည်း current form အတော်လေးကောင်းနေတဲ့အသင်းမှာနောက်ဆုံး6ပွဲမှာ Morocco ဒီ2ပွဲတည်ကြပြီးတော့4ပွဲတိတိနိုင်ခဲ့ပါတယ်အုပ်စုပွဲတွေမှာဆိုရင် Brazil ကို 1-1 အစည်းတည်ဆော့ခဲ့တယ် Scotland ကို 1-0 နဲ့နိုင်တယ် Haiti ကို 4-2 နဲ့နိုင်ခဲ့ပါတယ်ရှေ့ခြေစမ်းပွဲတွေတုန်းကလည်း Norway လိုအသင်းမျိုးနဲ့ 1-1 တည်ကြတယ် Madagascar ကို 4-0 Burundi ကို 5-0 နဲ့နိုင်ခဲ့ပါတယ်အဲ့တို့ကြောင့်သူတို့ညံ့တဲ့အသင်းတွေဆိုရင်တေချာပေါက်ရိုက်တက်တဲ့အသင်းမျိုးကောင်းတဲ့အသင်းတွေနဲ့ဆိုရင်လည်းရှင်စော့တတ်တဲ့အသင်းမျိုးဖြစ်ပါတယ်ကဲအရေးကြီးဆုံးပိုင်းလာပြီအာရှရဲ့အကြောပေးမှုဘယ်လိုရှိသလဲပေါ့နော်ဒီပွဲစဉ်မှာနယ်သာလန်ကကျွန်တော်ထင်တဲ့အတိုင်းပဲတရေကြရင်တော့မှတဝက်အရှုံးမဲ့ပေးထားတာနယ်သာလန်တော်တော်တန်တယ်ပေါ့နော်ဒီပွဲစဉ်တရေလို့မှန်းရင်တော့ဗျာနယ်သာလန်အရှုံးမကြည့်ဘူးပေါ့လေဆိုတော့တရေပွဲဖြစ်ဖို့များပါတယ်ပရိသတ်အနေနဲ့မော်ရိုကိုနေလို့ပျော်ရွှင်ခွင့်ရမယ်ဆိုလဲတရေတဝက်ထက်တော့မပူဘူးပေါ့ဒါမဲ့လည်းဗျနယ်သာလန်ကိုနိုင်မယ်လို့ကျွန်တော်မခံစားဘူးဒီပွဲစဉ်မှာနိုင်မနိုင်မော်ရိုကိုကတော့ကတ်ပြီးတော့နိုင်သွားနိုင်တယ်လို့ပဲကျွန်တော်ထင်တယ်အဲ့ဒါကြောင့်ကျွန်တော်ကတော့ဒီပွဲစဉ်မှာရှေ့ပွဲစဉ်နှစ်ပွဲရလိုမျိုးနည်းနည်း favorite ဖြစ်တဲ့အသင်းတွေကိုရွေးပေးတာမဟုတ်ဘဲနဲ့ကျွန်တော်မော်ရိုကိုရွေးချယ်ပေးခြင်းပါတယ်မော်ရိုကိုတေးကြနိုင်တယ်လို့နိုင်ကြီးလဲခပ်ပပလေးရှိနိုင်တယ်လို့ထင်တယ်ကျွန်တော်ကတော့မော်ရိုကန်ပရိသတ်ပါခင်ဗျ